ခိုင်နေဝေကတော့ပြောပါတယ် sorry ခိုင်နေဝေကိစ္စကတော့ခိုင်နေဝေကတော့ပြန်ပြောပါတယ်ဒါပေမဲ့ခိုင်နေဝေပြောသလိုပဲတစ်ချိန်တည်းမှာပဲဟိုဘက်ကလည်းပြန်ပြောပါတယ်သူပြောကိုပြောနေခိုင်နေဝေဇာလန်လည်းမပြီးသေးဘူးဗျခိုင်နေဝေဇာလန်မပြီးသေးတဲ့တစ်ချိန်တည်းမှာပဲပြင်နေမှာပဲချမ်းမြေမောင်ချိုရဲ့ဇာလန်ထပ်ပေါ်လာပြန်တို့အမှုပညာနဲ့အမှုပညာသေးတွေပေါ့ဗျအဲ့ဒီလောကကလည်းနည်းနည်းတော့ရှုပ်သားဗျနော်ဆိုတော့ချမ်းမြေမောင်ချိုဇာလန်လည်းထပ်ဖြစ်တယ်အဲ့တော့ခိုင်နေဝေဇာလန်ကိုရင်ဆက်ပြောကြတာပေါ့ခိုင်နေဝေကတော့ तू ကသူ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပွင့်လင်းမြင်သာဖြည့်ရှင်းပေးမယ်ဆိုပြီးတော့သူ့ရဲ့ Facebook မှာဒီ26ရက်နေ့မှာခိုင်နေသူ့ Facebook မှာတက်ရေးလာတယ်ပြောချင်တာတော့ဒီငွေမလွှဲတဲ့ဒီဘန်ကောက်ပိုင်ရှင်ကိုဝေသူပေါ့အဲ့ဒီလူပါတဲ့အသင်းကိုလူကိုယ်တိုင်ဖြစ်စီခိုင်လို့ထောက်လိုက်ဖြစ်စီကိုယ်စလဲလွှဲတာဖြစ်စီပါရှိတဲ့ကိုယ်စလဲများဖြစ်လာချင်းမရှိဘူးတဲ့မရှိချင်းပေါ့နော် Viber Messenger ကနေကိုဝေသူကိုယ်တိုင်ပြောဆိုထားခြင်းမရှိဘူးတဲ့ Facebook ပေါ်မှာတက်လာတော့ဗန်မတက်များဗန်မြအသင်းလက်ထဲသူရောက်လာခြင်းမရှိချင်းတို့ကြောင့်ငွေပြန်လဲပေးရတော့ကြာနေခဲ့တယ်လို့ခိုင်တို့ရရေးထားတယ်အဲ့တော့ဒီကိစ္စကိုဖြည့်ရှင်းဖို့အတွက်ဘန်ကောက်ပိုင်ရှင်ဖြစ်သူကိုဝေသူတို့မို့ခိုင်မာတော့ကိုယ်စလဲလွှဲတာဒါရင်းနဲ့တော့အသင်းကို Facebook ပေါ်မှာဗန်မတက်နဲ့လာဘူးတော့လူတက်တယ်အသင်းတို့ကိုဝေသူတို့မို့ကိုယ်စလဲလွှဲတာပဲလာဘူးတဲ့သူတွေအပေါ်မှာဝန်ထမ်းတွေကရိုက်ပြသွားဆက်ဆံဘူးတော့တက်တယ်အတန်ဖိုင်ဗီဒီယိုမှတ်တမ်းတွေယူပြီးတော့လာဖြည့်ရှင်းနိုင်ပါတယ်ဆိုသူကပြောတာပြောချင်တာတော့နင်တို့မှန်တယ်ဆိုရင်လာဖြည့်ရှင်းပါဆိုပြီးတော့ဒါတစ်ဖက်လူပြောတယ်တဲ့ပြောတဲ့သဘောပေါ့နော်ဆိုတော့အဲ့ဒီမှာအဲ့လိုပြောလိုက်တဲ့ခါကျတော့ခိုင်နေဝေအဲ့လိုပြောလိုက်တဲ့ခါကျတော့အဲ့ခိုင်နေဝေအဲ့လိုပြောတယ်ဆိုတော့အဲ့ဒီအမျိုးသမီးလွှဲခဲ့တဲ့အမျိုးသမီးနော်အဲ့ဒီအမျိုးသမီးကလည်းတခါသူ့ Facebook မှာပြန်ပြီးရေးပြန်ရောဆိုတော့ဇလန်မပြီးပြန်ဘူးပေါ့ဗျာနော်သူဒီအမျိုးသမီးရေးတာလည်းပြန်ပြောကြည့်တော့ reliable ပြန်ဖြစ်နေပြန်တယ်ဆိုတော့ရှားထက်နွယ်ဆိုတဲ့အမျိုးသမီးရေးတာသူကမနေ့ကလည်းပြောပါတယ်သူပြောတယ်ရှင်းရှင်းလေးပထမဆုံးလည်းပြောချင်တာတဲ့ကိုဝေသူကသူ့ရဲ့မွေးချင်းအကိုအရင်ပါတဲ့တစ်ချက်ကငွေ29သိန်း5000ကတော့သူ့ရဲ့ငွေပါတဲ့သူကထိုင်းမှာအနေများလို့ဖြစ်လို့မြန်မာဖုန်းကင်နေတဲ့သူ့ရဲ့အကိုရဲ့ဘဏ်အကောင့်ကိုအသုံးပြုနေရတာဖြစ်တယ်တဲ့နော်အဲ့တော့ခိုင်နေဝေဝန်ထမ်းနဲ့သူ့အကိုနဲ့ဖုန်းပြောမှုပါတယ်တဲ့နော်သူ့အကိုနဲ့သူ့အကိုကဒါသူ့အကိုတိုင်းရင်းသားလည်းဖြစ်တယ်အနေအထားဖြစ်တာကြောင့်ပတ်စံကလည်းသူ့ပတ်စံဖြစ်တာကြောင့်မန်နေဂျာဆိုလည်းပြောတဲ့အချိန်မှာ तू ကဝင်ဖြည့်ရှင်းနေရတာဖြစ်တယ်တဲ့နော်အဲ့တော့ဝန်ထမ်းနဲ့ဖုန်းပြောတဲ့အချိန်မှာလိုအပ်တဲ့အချက်လက်တွေကိုသူ့ဝန်ထမ်းကပြောပြလို့သူ့မှတ်ပုံတင်ဘဏ်ရုံးပိုင်းအစတည်းကိုလိုအပ်တဲ့အကုန်ပြတယ်တဲ့ရုံးဝန်ထမ်းကလည်းတဲ့ဘဏ်ရုံးကဝန်ထမ်းကလည်းဓာတ်ပုံရိုက်ထားတယ်တဲ့အဲ့တော့စသဖြင့်က तू ပြန်ရှင်းပြတယ်ပေါ့အဲ့တော့ तू နောက်ဆုံးပြောရင်တော့ကိုဝေသူကိုယ်တိုင်လာရမယ် तू ကိုယ်တိုင်လွယ်အကြောင်းသူ့ဝန်ထမ်းတွေကဖုန်းနဲ့ဖြစ်စေလူတိုင်းဖြစ်စေဘယ်တော့မှမပြောခဲ့ဘူးတဲ့အဲ့တော့တတိရှိထုတ်ပြလို့ရတယ်ပေါ့ဗျာစသဖြင့်တော့တကယ်တော့ပြန်တွေးကြည့်ရင်ပေါ့ဗျာရိုးရိုးရှင်းပဲပြန်ပြောကြည့်ရင်တော့ငွေ29သိန်းနဲ့ဘလောက်ပေါ့ဒါလေးအသိတော့မထူးခြားဘူးဘာမှတော့မဟုတ်ဘူးသို့တော့အခုကဘာဖြစ်သွားလဲဆိုဂုံတိတ်ခါတိုက်ပွဲဆန်သွားတာဂုံတိတ်ခါနဲ့လည်းဆန်သွားတယ်ဘာလို့ဆိုတော့ခိုင်နေဝင်လည်းသူ့ဂုံတိတ်ခါထိခိုက်လာပြီလို့သူထင်ပြီးတော့မရဘူးပြန်ဖြဲမယ်ပေါ့ဟိုကလည်းကျွန်မပြောတာအမှန်ဆိုပြန်ပြောပြန်ဖြဲအပြန်ဖြဲကြရင်လည်းခင်ဗျာအပြက်နဲ့နောင်သေးတယ်တော့ကြအောင်ပဲတည်တယ်ဘာမှလည်းမသိဘူးကြာကျွန်တော်တခါကြရင်လည်းခက်ပါတယ်ကျွန်တော်လည်းပြောပါတယ်ကျွန်တော်ရှိမှလည်းလာလွှဲဦးလို့လူရှိပါတယ်လို့ကျွန်တော်ပြန်ပေးပါတယ်ချက်ချင်းနေ့မဆိုင်ပြန်ပေးပါတယ်ဘာလို့ဆိုဟိုကျွန်တော်ပြန်တွေးကြည့်တယ်ပေါ့နော်ကိုနဲ့မဆိုင်တဲ့ငွေဆိုရင်တော့ဘယူထိကိုမထိတာအဲ့တော့ခိုင်နေဝေရတဲ့သူ့ဘက်ကအကောင့်တန်နေရှိမယ်ဘာညာရှိမယ်ပေါ့ဗျာစသဖြင့်ပေါ့ငွေစင်းမှတ်တမ်းနေရှိမယ်ဘာညာအဲ့ဒါတွေကြောင့်စင်းစရာကြီးကြောင့်ဟိုပြန်လောက်ရတဲ့ခက်လို့ပါညာဆိုလဲဘယ်လိုပဲရှိပဲဗျာစင်းစရာတွေကခက်တယ်ဆိုလဲကိုโอเคစကားတွေအရှိမဖြစ်အောင်လို့ကောင်းပြီဒီစင်းစရာကိစ္စမှာတော့ဟုတ်ပြီရှင်းလို့ရပြီထားပါတော့ဒါတွေကိုပြည့်လို့ကဲကောင်းပြီဒါလောက်ကြရေးဆိုပြီးတော့ဖြတ်လိုက်လေပြီးမဲ့ကိစ္စပါပဲပြောရင်တော့တကယ်ပွဲကိုဖြတ်ချင်ပြီးပါတယ်ပြင်းပြတ်ပါတယ်ဟိုလူတွေရှုပ်တော့ပဲပြောနေကြရင်လည်းသိမကြောက်ချမ်းမြေမောင်ချိုရဲ့နောက်တစ်ပွဲထွက်လာပြန်ထွက်လာတော့ကျွန်တော်တို့လည်းစိတ်ကြီးညစ်တယ်သတင်းတွေကရှုပ်နေတာပေါ့နော်ဆိုတော့ချမ်းမြေမောင်ချိုကလည်းသူ့ Facebook မှာတင်လာတယ်အလူငွေ38သိန်း6000ကိုပစ္စည်းဝယ်ပေးမလို့နဲ့ဘာတစ်ခုမှလည်းမပြတပတ်ပြီးတပတ်ပို့မယ်ရက်တွေနဲ့ရက်ရွှေပြီးပတ်စံပြန်တော့တပတ်တွင်ပြန်ပေးမယ်ပြောအောင်ပတ်စံချီးထားလည်းမဟုတ်ဘူးတဲ့ဒီပတ်စံတွေကအကုန်ချွေးနေတာနဲ့ရှာထားကြတဲ့ပတ်စံတွေပါတဲ့ငလျင်တန်ကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုကူညီပေးဖို့လှူထားကြတာတွေပါတဲ့ဒီညမှာပတ်စံပြန်မလွှဲရင်နာမည်နဲ့ပုံနဲ့တကွပြန်တင်ပါမယ်တဲ့တာဝန်ယူထားရတာဖြစ်တဲ့အတွက်ခေါင်းစင်နေတာပါပဲတဲ့ဆိုပြီးတော့သူတင်ထားတယ်ပြီးတော့မှ hash key လုပ်ထားတယ်နော်ဘယ်မီဒီယာဘယ်သတင်းမှလောက်ခွင့်မပြုပါတဲ့ဘယ်အဖွဲ့အစည်းကမှမဟုတ်ပါဘူးပြပကပါတယ်ကဲအဲ့ထက်တပြောဆိုတော့ဘယ်မီဒီယာမှသတင်းလောက်ခွင့်မပြုပါဆိုတော့ကျွန်တော်တို့တွေလည်းပါတာပေါ့နော်ဘယ်သတင်းမီဒီယာတွေကိုသတင်းမလုပ်စေချင်အစတဲ့ Facebook မှာတင်နေပေါ့ဗျာ share နေတာပဲအဲ့လိုတော့ social media ရဲ့သဘောနားမလည်တာသတင်းတွေရဲ့သဘောတော်နဲ့သတင်းစာပညာရဲ့သဘောသူနားမလည်တာတော့မသိဘယ်မီဒီယာကလောက်ခွင့်မရှိပါဆိုတော့ဘယ်သူမှမကြည့်ရဘူးဆိုတော့စလာတယ်အဲ့လိုပိတ်ကြည့်ဆိုရင်တော့ကျွန်တော်လည်းနာမည်ကောက်ကတက်ပြီးတော့ဘယ်အမှုပညာရှင်မှကျွန်တော်ငွားပြပါလို့ပြီးရင်သူခံအောင်မလားတခါကြတယ်ဟိုအမှုပညာရှင်တွေကတခါကြရင်ကိုရေးချင်တာ Facebook ပေါ်တက်ရေးလိုက်ကြတဲ့အဲ့ဒါ social ပေါ်မှာဘာဖြစ်သွားပြီပြန့်နှံ့ပြီးသွားပြီမီဒီယာပေါ်ပြမှာရမဟုတ်ဘူးအပြန့်နှံ့ပြီးသွားပြီအဲ့လောက်ဆိုရင်အဲ့ဘလို့လဲကျွန်တော်နားမလဲတာပေါ့နော်သူတို့အမှုပညာရှင်ဆိုတော့အုပ်စုပေါ့အမှုပညာသမားအုပ်စုဂီတတို့ရုပ်ရှင်တို့သပင်အကုန်လုံးပါပါတယ်တခုခုကိုရေးချင်တာ Facebook တက်ရေးပြီးသွားလို့ရှိရင်အဲ့ဒီဘယ်သူမှကူးယူခွင့်မရှိဘူးဟောဘယ်မီဒီယာကူးခွင့်မရှိဘူးအဲ့လိုလုံးလို့ရတယ်လို့သူတို့ထင်တာလားရတာထင်ပါလေဟေးဟေး
ညီရညီရတော့ငါတို့ရဲ့သမိုင်းကေကိုငါတို့သွေးနေရေဝဲဒီစားလဲပြူခဲ့ပြီတော်တော်မယ်